ဘာကြောင့်လဲနောက်ဒီပြန်ရောက်တဲ့ခါမှာတောက်တော့အဲ့ဒါဘာပေါ်ပြလဲမရှိတဲ့နေရာမှာငတ်တယ်လေအဲ့ဒါကြောင့်မြန်မာပြည်မှာရမ်းကောင်းတယ်လို့ကျွန်တော်တို့ထင်ခဲ့တာကျွန်တော်မပြန်ဘူးရင်တော့သိမှာမဟုတ်အဲ့ဒါဟိုရောက်တဲ့အခါစားလို့မရတော့အဲ့ဒါပဲငတ်တယ်လေဟိုဘာတော့ဒီမှာပြည့်ပြီလေအဲ့ဒါကြောင့်မကောင်းတော့လားအဲ့ဒါပဲအဲ့ဒါတော့လက်တွေ့ကျွန်တော်ရဲ့လက်တွေ့နောက်ကျွန်တော်မဟုတ်မကောက်ကျွန်တော်တော်တဲ့လူတွေနောက်ပြီးတော့အဲ့ဒါကြောင့်ဒီဥစ္စာတွေကစားတောက်ချင်းဆိုင်ရာပြည့်ရည်ဖြစ်တယ်ဝိပုအကျမ်းခန်းခန်းကြီး7ထဲမှာတွေ့ရတယ်နော်အကုန်လုံးတော့မပေါ်ပြအောင်ဆိုတော့ကျွန်တော်တို့မစင်ကြတဲ့ဥစ္စာတွေအခုဒီတော့ပေါ်ပြပါလိမ့်မယ်စားဖြင့်နောက်အောက်ဆက်ခရအောင်ဒီလိုမျိုးစင်တဲ့လူတွေနေရာရှိကိုမစားရအတူလေးကိုမစားရဟာတော့ဘုရားပြည့်ဖြစ်တော့ဟုတ်ပြီတို့က CO နဲ့အသွေးလုံးဝမစားရဘူးတဲ့နော် CO ဆိုဒီမှာဆိုရင်ဟိုအတောင်ရောက်တယ်လေအမဲစီတောင်ရောက်တယ်လေနော်အခေးလိုက်တချို့ဆိုအရန်ကြိုက်တယ်အမဲဆက်အရန်ကြောက်စရာကောင်းတယ်ဘာကြောင့်လဲ cholesterol တိတ်များတယ်နော် normal သွေးဆိုရင်လည်းမစားရဘူးကချင်ရောစားရတာလားချင်းတွေလည်းကြိုက်မှကြိုက်ပဲနော်မြန်မာပြည်မှာဆိုဘဲသွေးဆိုတော့မလားဘဲပြားဘဲသွေးဆိုတော့မှသွေးကိုမှရောင်းတယ်လေတတ်ဟုတ်တော့မလားဖယားခင်ပြည့်ညက်တာကတော့အသွေးမှန်သမျှဘာလို့ရမလဲရှားမယ်ဘာကြောင့်လဲဆိုတော့အသက်ဒီပဲမှာရှိတယ်လို့ပြောတယ်သွေးမှာရှိတယ်ကျွန်တော်တို့စိတ်ကကြည့်မယ်ဆိုရင်လည်းအသွေးနဲ့အစီကတော့မကောင်းဘူးကျန်းမာရေးအတွက်ဆိုတော့နောက်မှကျွန်တော်တို့ကြည့်အောင်ဟုတ်ပါဒီတို့ဒီနေရာနဲ့ငှက်သွေးသားတွေမှစားရည်ဒီနေရာကိုစားရည်အဲ့ဒါလည်းမပြည့်ရချင်တယ်ဆက်ခရအောင်ပါလူများစုကကိုယ်ချင်းတရားပိုင်းဆိုင်ရာပြည့်ညက်နဲ့အုပ်ချုပ်ရေးဆိုင်ရာပြည့်ညက်များကိုသာဒီစားတော့ခြင်းဆိုင်ရာပြည့်ညက်ဝိပုခြင်းဆိုင်ရာပြည့်ညက်များကိုမသိကြအရေးကြီးကိုမတင်တော့ကြောင့်မိမိတိုက်နေတဲ့သူလိုစားတော့ကြကိုကိုယ်ရစားတယ်ဟုတ်ပြီအဲ့ဒီပြည့်ညက်တော့ပြည့်ညက်တရားကို၄ပိုင်းပိုင်းတဲ့အခါမှာလူတွေအသိများတာဗာပဲသိညာလဲကိုကျင့်တရားနဲ့ဝိပုခြင်းအုပ်ချုပ်ရေးဆိုင်ရာမဟုတ်ဘူးကိုကျင့်တရားနဲ့ဆိုတော့အုပ်ချုပ်ရေးဆိုင်ရာအုပ်ချုပ်ရေးပဲအုပ်ချုပ်ရေးနဲ့ဒီစာမကြည့်တဲ့လေခင်ဗျားတို့ common sense နဲ့ပြောလို့ရတယ်လေအဲ့တော့စာမကြည့်ဘူးထင်တယ်ပြန်ပြောအောင်စာမကြည့်ပဲနဲ့ပြည့်ညက်ကိုဘယ်နှပိုင်းနေလဲအဲ့ဒီ၄ပိုင်းပြောပါအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝိပုခြင်းဆိုင်ရာပြည့်ညက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာပြည့်ညက်ကိုကျင့်တရားပိုင်းဆိုင်ပြည့်ညက်စားတော့ခြင်းဆိုင်ရာဟိုစာမကြည့်ပဲနဲ့လေအဲ့ဒါကြည့်စီခြင်းနဲ့နော်အဲ့ဒီပြည့်ညက်၄မျိုးထဲမှာလူတွေကဘယ်ပြည့်ညက်တွေပဲသိတယ်ကိုကျင့်တယ်ဝိပုချုပ်ရေးဝိပုခြင်းဆိုင်ရာဘယ်သိမလဲမသိလို့ပဲကိုချိုးဖောက်နေတာလားဝိပုခြင်းဆိုင်ရာပြည့်ညက်ကိုမသိကြအောင်ကျွန်တော်တို့နောက်တိလာစားတော့ချင်းဆိုင်ရာပြည့်ညက်လဲဝေလောဝေးလေးဆိုမသိကြအောင်ဒါဆိုရင်အဲ့ဒါကြောင့်ဂယုမဆိုင်အကုန်စားကောင်းတယ်ဆိုတော့မှနောက်ကျွန်တော်တို့ခရိယန်တချို့ကအခုနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဘောလီကင်းတွေပေါ်လာတဲ့ခါကျတော့First Timothy chapter 4 verse ဘယ်လောက်လဲအဲ့ဒါကိုဆုတောင်းခြင်းနဲ့အကျဉ်းတော်လေလောကပတ်တော်အပြင်အကုန်တန့်ရှင်းတယ်ဆိုတာလေးကိုဆွဲကင်ပြီးတော့တခါတည်းနဲ့အကုန်စားကောင်းတယ်လို့လုပ်လိုက်တယ်လေနော်ဒါပေမဲ့အဲ့ဒါလို့စားကောင်းတယ်လို့អော်တဲ့လူတွေမရှိတော့သိလားဘာကြောင့်လဲဒီဆုံးcholesterol များပြီးတော့ဘာဖြစ်သွားကြတယ်လဲတည်သွားကြတာအဲ့ဒီခါကျတော့ကျွန်တော်တို့ကဘယ်လိုတွေးချလိုက်တယ်လဲဖယားအလိုတော်ပါလေလို့ပြောလိုက်တယ်ဖယားအလိုတော်ကအသက်ရှိဖို့လားအသက်တူဖို့လားမြန်ကောင်းကင်သွားဖို့လားဒီမှာအသက်ရှိဖို့လားဒီမှာအသက်ရှိဖို့ပဲဖယားကောင်းကြီးကဖယားအလိုတော်ကဒါရဲ့ဘာကြောင့်အဲ့ဒီborn again တွေအထူးဖြင့်တော်တော်အောင်မြင်တဲ့evangelist တွေတရားဟောဆရာတွေဘာကြောင့်စောစောတည်ဆုံးသွားကြလဲအစားတော့မထင်းလို့မစိတ်ကြည်လို့ဒါကြောင့် exam မဖြစ်ဘူးနော် immune မဖြစ်ဘူးတခါလေးနဲ့အဲ့ဒါခရုမဆိုင်ဘူးဆိုရင်စောစောကြွသွားတာပဲအဲ့ဒါဟာကျွန်တော်တို့တတိထားတဲ့နေပြီနော်တတိထားတဲ့နေ
အဲ့ဒါကြောင့်ကျွန်တော်တို့စားတောက်ချင်းဆိုင်ရာပြည့်ညတ်ကိုကယူဆိုင်ရမယ်နောက်အခုပြောရင်လက်စိတ်မဝင်စားလို့ရပြဿနာပဲနော်ကိုခန္ဓာတောင်မှဘာဖြစ်တယ်လဲမတနာဘူးနှင်းဆဲကြတယ်ဒီလောက်ကြီးတွေကဘာကြောင့်ဒီလိုဖြစ်တာလဲတို့တို့ပတ်သက်လေးပဲကြည့်အဲ့ဒီထဲနေမှာဝင်တဲ့ဥစ္စာတစ်ခုမှမရှိဘူးဒီလောက်ကြီးတွေလေအဲ့ဒါကြောင့်တို့အဲ့ဒါလောက်ကြီးဖြစ်လာတဲ့ခါကျတော့ဘာဖြစ်နေပြီလဲတည်နေရပြီလေအဲ့ဒါတို့ဘာဖြစ်တာလဲကယူမဆိုင်ဘူးမတနာဘူးလေကိုခန္ဓာတောင်မတနာဘူးဆိုဝိညာဉ်ကတော့မြင်တော့မမြင်ရဘူးဆိုတော့ပူဆိုးသေးတယ်လူဆိုတာတအားခက်တယ်နော်အဲ့ဒီပတ်သက်ကနေအရသာခံခြင်းတဲ့ဥစ္စာပဲကြောင့်ကိုခန္ဓာတအားခံရတယ်ဒါကြောင့်မသိလို့ဆိုတာကတော့ကျွန်တော်တို့ခွင့်လွှတ်နိုင်တယ်လေသိရသားလဲဆိုရင်တော့ကျွန်တော်တို့ခွင့်လွှတ်ဆိုမရတော့ဒါနဲ့လူတွေကခွင့်လွှတ်တာမခွင့်လွှတ်တာရေးမရှိပါဘူးတချို့ဆိုကျွန်တော်တွေ့ရင်လူကမစားဘူးကျွန်တော်မတွေ့တဲ့နေရာမှာစားတယ်အဲ့ဒါကျွန်တော်ကိုကြောက်အားလာတဲ့တောင်းအဲ့ဒါမျိုးကမဟုတ်ဘူးကိုတနာရမယ်လေကိုတနာရမယ်ကဲကောင်းပြီအခုကပြတ်မလားအဲ့ဒါပဲကျွန်တော်အိမ်လေးသားချင်းတော့ကိုကြီးလည်းတခါနဲ့စိတ်လိကောက်တယ်ကျွန်တော်ပြောပြီးပြီနော်ဆရာတော်ကြမကြားသေးဘူးကျန်တဲ့လူတွေလည်းကြားချင်မှတော်တယ်မိသွားတော့ပြီနဲ့တို့က empathy မှာ asthma နဲ့တခါနဲ့နှာခေါင်းကြီးမှာ oxygen အိမ်မှာတောင်မှအဲ့ဒါနဲ့နေနေပြီပိတ်လက်ပိတ်နေတယ်ကျွန်တော်အိမ်လေးချင်းဆိုတော့ကျွန်တော်သိတာပေါ့ဒါနဲ့တို့ကတနည်းကြတော့ကျွန်တော်သူ့အနားမှာပြောဆိုတာသူဟာနဲ့သူမလုံလို့ထင်တယ်စိတ်ခွာနေဆရာဝန်တွေမမြင်ပါဘူးတဲ့ဆရာဝန်တွေကတားတော့တားရတယ်လေစိတ်မကောင်းတယ်လို့ပြောတယ်ဆရာဝန်ကသူ့အတွက်လောက်တာသူကအဲ့ဒါဆရာဝန်မမြင်ပါဘူးဆိုတော့အောက်ဆီဂျင်လက်ကြီးကနေတခါနှာခေါင်းကနေသွင်းနေတယ်အိမ်မှာနော်စိတ်လေးလည်းဘာလုပ်နေလဲတောက်တယ်အဲ့ဒါလောက်ထိ addict ဖြစ်တာလေဆိုလိုတာတော့ကိုမတနာအဲ့ဒါကြောင့်ကြွသွားတာပဲသူလေမကြအဲ့ဒီမကြခင်မှာပဲတည်တော့ဆုံးသွားတယ်လူဆိုတာတအားခက်တယ်ကျွန်တော်တို့ဆရာမောဇက်မရှိပါဘူးတိုက်တယ်လို့ဆိုင်အဲ့ဒါမျိုးမလုပ်နဲ့ကျွန်တော်ကြောက်လို့အားနာလို့ဆိုတာအကြီးမဟုတ်ဘူးကိုတနာဒါကြောင့်ဝိညာဉ်ရလည်းဒီလိုပဲဝိညာဉ်ရတယ်သူများအတွက်ကိုလုပ်ပေးနေတယ်လို့ဖြစ်နေတာကျွန်တော်တို့မဟုတ်ဘူးမမှန်ဘူးအဲ့ဒါခလေးစိတ်ကဲကောင်းပြီဒါဆိုရင်ပြန်နေမယ်ကိုသိတာကောင်းတယ်တင်ပြီးတော့မှဥစ္စာမဖြစ်ဘူးမနာမလဲဘူးစမချန်ရင်းဆိုတာလည်းကားပဲပြန်နေမယ်ပြည့်ရတော်၄ပိုင်းထဲမှာဘယ်နှပိုင်းပဲကျွန်တော်တို့လူတွေကကယူဆိုင်တာလဲနှစ်ပိုင်းပါတယ်လေကိုကျင်ပိုင်းနဲ့အုတ်ချုပ်ရေးကြတော့ကိုကျင်ပိုင်းနဲ့အုတ်ချုပ်ရေးကြတော့ဖယားမသိတဲ့လူတွေကတောင်မှကယူဆိုင်တာလားကယူဆိုင်တယ်လေနော်ဖယားကိုးကွယ်တာမကိုးကွယ်တာနဲ့မဆိုင်ဘူးဘာကြောင့်လဲသိလာတာကိုထိတော့ပါဘူးကိုထိမှတခုဒုတိယကကျွန်တော်တို့ကဖယားကဖန်ဆင်းတယ်လေအဲ့ဒါကြောင့်ဒါတွေကကြံ့ကျစ်နေတာကိုကျင့်ပိုင်းဆိုင်ရာနဲ့အုပ်ချုပ်ရေးရတော့အခုဂျပန်တွေနော်မြန်မာတွေဖယားမကိုးကွယ်လေကျွန်တော်တို့ဖယားမသိဘူးလေဒါနဲ့သူတို့မှလည်းကိုကျင့်တရားပိုင်းဆိုင်ရာရှိသလားဂျပန်တွေဆိုကျွန်တော်တို့ထက်ကမှဘာဖြစ်နေလဲကိုကျင့်ပိုင်းမှာကိုကောင်းသေးတယ်တခိုးမရှိဘူးသူတို့နိုင်ငံမှာနော်တခိုးရှိပြီဆိုနိုင်ငံခြားသားပဲဒါကြောင့်သူတို့ကနိုင်ငံခြားသွားတော့မယ်ဆိုရင်သူတို့အစိုးရကဥစ္စာလေ passport တွေရှောက်တော့ဘယ်သွားမလဲဆိုနိုင်ငံခြားသွားမယ်ဆိုရင်တတိထားနော်ဂျပန်လိုမဟုတ်ဘူးနော်ပိုက်ဆံတွေကောင်းအောင်သိထားအဲ့လိုသူတို့ကျတော့ပိုက်ဆံတွေကျသွားတယ်ပိုက်ဆံတွေကျရင်လည်းမယူပလိယုံမှာပေးတယ်အဲ့ဒါတော့ဒီကိုကျင့်ပိုင်းဆိုင်ရာမှာကောင်းတယ်အဲ့ဒါဖယားကြောင့်မဟုတ်ဘူးသူတို့အဲ့ဒါကြောင့်ကိုကျင့်ပိုင်းဆိုင်ရာနဲ့နောက်အုပ်ချုပ်ရေးမှာလည်းအကုန်လုံးကဥစ္စာဖြစ်တယ်ဒါနဲ့အုပ်ချုပ်ရေးပြောလို့ကျွန်တော်တို့ဒီ campaign မှာကျွန်တော်ကြားလိုက်ရတာဒီ campaign မဟုတ်ဘူးweb page နဲ့ကျွန်တော်ဥစ္စာဖြစ်တာ democracy ဟာ1920လောက်မှာစင်ပန်နိုင်ငံရှိတယ်လေတနိုင်ငံပဲရှိတယ် democracy နိုင်ငံလေအမေရိကန်တခုတည်းပဲကျန်တဲ့ဥစ္စာအကုန်လုံးကရှင်ဘရင်သားဖြစ်တော့ချုပ်တယ်လေ dictator တွေပဲအကုန်လုံးကအခုဆိုရင်ကမ္ဘာမှာဘယ်လောက်ရှိတဲ့ democracy နိုင်ငံလားအဲ့ဒါလည်းမသိဘူးရာကျော်တယ်အခုအမေရိကန်ဘာကြောင့်ဒီလောက်ထိတိုက်ခိုက်တယ်လဲဆိုတော့ကအဲ့ဒီ democracy ကိုဘာလို့တာလဲ
ကာကွယ်တာလေဖြတ်တာ